မိတ်ဆွေတင်းရင်ထဲမှာတစုံတစ်ခုကိုလေးလံနေအောင်တည်ဖို့ထားမိသလားပြီးဆုံးသွားပြီဖြစ်တဲ့အတိတ်ကအဖြစ်ပြက်တစ်ခုကတင်းဖြစ်စုပံကိုအခုထိချဲလဲနေတော့ဗလားငါလက်ချခြင်းတယ်ဒါပေမဲ့ဘလို့လုပ်ရမလဲမသိဘူးလို့ကိုမေးဖို့ပါသလားကျွန်တော်တို့ဓမ္မလိုက် channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရဲ့ဘဝမှာမလွဲမသွေကြုံတွေ့နေရတဲ့စိတ်ပိုင်းဆိုင်ရာဝန်တို့ဝန်ပိုးတွေအတိတ်ကအရေးမဲတွေနဲ့ကိုယ်ပိုင်မဟုတ်တဲ့အရာတွေကိုဘလို့လွတ်ချရမလဲဆိုတဲ့ဗုဒ္ဓရဲ့နဲ့နဲတဲ့ဉာဏ်ပညာလမ်းစဉ်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတင့်အတွက်အချိန်20စာလောက်ကြာမြင့်နိုင်ပေမဲ့တင့်ဘဝတစ်လျှောက်လုံးပေါ့ပါသွားစေမဲ့အသိဉာဏ်တွေကိုပေးစွမ်းနိုင်ပါပါအဆုံးထိနားဆင်ကြည့်ဖို့ဖိတ်ခေါ်ပါရစေမိတ်ဆွေကျွန်တော်တို့လူသားတွေဟာထူးဆန်းတဲ့တဝါတွေပါကျွန်တော်တို့ဟာပျော်ရွှင်မှုကိုလိုချင်ကြတယ်ငြိမ်းချမ်းမှုကိုတောင်းတကြတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲကျွန်တော်တို့ကိုနာကျင်စေတဲ့အရာတွေကိုတင်းကြပ်စွတ်ကင်ထားကြတယ်ဒါဟာဘဝရဲ့အကြီးမားဆုံးဝိရောဓီတစ်ခုပါပဲကျွန်တော်တို့ဟာထွက်ခွာသွားတဲ့ချစ်ရသူတွေအတွက်ဘူးဆွေးတယ်မရလိုက်တဲ့အခွင့်အရေးတွေအတွက်နောင်တရတယ်အတိတ်ကကိုယ့်ရဲ့ပုံရိပ်ဟောင်းတွေအမှားတွေကိုပြန်တွေးပြီးကိုနှိပ်စက်နေတတ်ကြတယ်ငါအဲ့ဒီတုန်းကဒီစကားမပြောခဲ့မိရင်ကောင်းတာငါကို तू ဘာလို့ဒီလိုလုပ်ရတာလဲဆိုတဲ့မေးခွန်းတွေနဲ့ညပေါင်းများစွာအိတ်မပျော်ခဲ့ကြဘူးတယ်မဟုတ်လားဒါပေမဲ့မိတ်ဆွေတေးသေးချာချာစဉ်းစားကြည့်ပါကျွန်တော်တို့နာကျင်နေရတာတကယ်တမ်းကျတော့အဲ့ဒီအဖြစ်အပျက်တွေကြောင့်မဟုတ်ပဲအဲ့ဒီအဖြစ်အပျက်တွေကိုငါအရာငါဘဝလို့ထင်ပြီးစုပ်ကင်ထားမိလို့ဖြစ်နေတာပါဗုဒ္ဓမြတ်စွာဘုရားကဒါကိုရှင်းလင်းဟောကြားခဲ့ပါတယ်မိမိပိုင်ဆိုင်မှုဘယ်တော့မှမဟုတ်ခဲ့တဲ့အရာတွေကိုဆုံးရှုံးလိုက်ရလို့ခံစားနေတာတဲ့ဒါဟာကြားရတာနည်းနည်းတော့ခက်ခဲပါလိမ့်မယ်ဒါပေမဲ့ဒါဟာလွတ်မြောက်မှုရဲ့တော့ချက်ပါပဲကျွန်တော်တို့လွတ်ချဖို့ကြိုးစားကြပါတယ်မမိတ်ပစ်လိုက်စမ်းပါလို့တငယ်ချင်းတွေကပြောကြတယ်ကိုယ်တိုင်လဲ move on လုပ်တော့မယ်လို့ဆုံးဖြတ်ကြတယ်ဒါပေမဲ့ဘာလို့မရတာလဲဘာလို့ခဏပြန်ပေါ်လာတာလဲအကြောင်းရင်းကတော့ကျွန်တော်တို့ကလွတ်ချခြင်းဆိုတာကိုအတင်းမိတ်ပစ်တာနဲ့မှားနေကြလို့ပါရေထဲကပေါ်လုံးကိုအတင်းဖိထားသလိုပါပဲဖိထားတဲ့အားရော့တိုင်းတာနဲ့ဘောလုံးကရေပေါ်ပြန်ကန်တက်လာမှာပါစိတ်တန်ရာတွေနာကျင်မှုတွေကလည်းဒီတိုင်းပါပဲအလုတ်တွေနဲ့အာယုံလွှဲမယ်ပျိုပါမယ်မိတ်ထားမယ်ဒါပေမဲ့ညဘက်တယောက်တည်းရှိတဲ့အချိန်တချင်းလေးတစ်ပုတ်ကြားလိုက်တဲ့အချိန်မှာအဲ့ဒီနာကျင်မှုတွေကဒီလိုပြန်တက်လာတတ်ပါတယ်ဗုဒ္ဓနီးကြလွတ်ချခြင်းဆိုတာအဲ့ဒီလိုမဟုတ်ပါဘူးသူကနားလေမှုနဲ့စွန့်လွတ်ခြင်းဖြစ်ပါတယ်အတင်းအဓမ္မတွန်းထုတ်တာမဟုတ်ပဲလက်ထဲမှာကင်ထားတဲ့မီးခဲကိုပူမှန်းတီလို့လွတ်ချလိုက်သလိုမျိုးကြီးတဘာဝကြလွတ်ချခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဘာလို့လွတ်ချမနိုင်သလဲဆိုရင်အရင်းမြစ်ကတဏှာကြောင့်ပါပဲမြတ်စွာဘုရားကတဏှာ၃မျိုးကိုဟောပြခဲ့ပါတယ်၁ကာမတဏှာလိုချင်တတ်မှတ်မှုသူကိုငါပိုင်ခြင်းတယ်ဒီအခြေအနေကိုငါလိုချင်တယ်နှစ်ဘဝတဏှာဖြစ်ချင်မှုငါဒီထက်ပိုတော်တဲ့သူဖြစ်ချင်တယ်အရာရာပြည့်စုံတဲ့သူဖြစ်ချင်တယ်သုံးဝိဘဝတဏှာမဖြစ်ချင်မှုငြင်းဆန်မှုဒီပြဿနာကြီးမရှိစေချင်ဘူးငါကိုနာကျင်စေတဲ့သူကိုပျောက်သွားစေချင်တယ်ဒီတဏှာကြိုးတွေကကျွန်တော်တို့ကိုအတိတ်နဲ့ချီနှောင်ထားတာပါငါလူချင်းသလိုထစ်မလာရကောင်လားဆိုတဲ့ဒေါသငါကိုဘာလို့ဒီလိုလူရတာလဲဆိုတဲ့မကျေနပ်ချက်တွေဟာတဏှာကနေမြစ်ဖျားကန်လာတာပါဒီနေရာမှာဇင်ဗုဒ္ဓဘာသာပုံမြင်လေးတစ်ခုကိုပြောပြခြင်းပါတယ်တခါတော့ယဟန်ကြီးတစ်ပါးနဲ့ကိုရင်လေးတစ်ပါးခရီးသွားကြတယ်လမ်းမှာရေကြီးထန်တဲ့ချောင်းတစ်ခုကိုဖြတ်ရမယ်အဲ့ဒီမှာလှပတဲ့အမျိုးသမီးလေးတစ်ယောက်ကချောင်းကူးကိုဒုက္ခရောက်နေလားတွေ့ရောယဟန်ကြီးကဘာမှမပြောဘဲအမျိုးသမီးကိုပွဲ့ချီပြီးချောင်းတစ်ဖက်ကန်းကိုပို့ပေးလိုက်တယ်ပြီးတော့ခရီးဆက်သွားကြတာပေါ့ကိုရင်လေးကတော့စိတ်ထဲမှာတဲနေပြီ
ယဟန်ဒီကမိန်းမနဲ့မထိတွေ့ရဘူးဆရာတော်ကဘာလို့ဒီလိုလောက်ရတာလဲဆိုပြီးတွေးနေတာမိုင်ပေါင်းများစွာရှောက်လာပြီးတဲ့အချိန်ထိမနေနိုင်တော့ပဲမေးလိုက်တယ်ဆရာတော်ကျွန်တော်တို့ယဟန်တွေကမိန်းမတွေကိုမထိရဘူးမဟုတ်လားဆရာတော်ကဘာလို့စောစောကတက္ကမလေးကိုပွဲ့ချီခဲ့တာလဲဒီတော့ယဟန်ကြီးကပြုံးပြီးပြန်ဖြေတယ်ငါကအဲ့ဒီတက္ကမလေးကိုချောင်းကန်းပါတင်ချထားပြီးပြီမင်းကတော့အခုထိစိတ်ထဲမှာပွဲ့ချီလာတော့ပါလားတဲ့မိတ်ဆွေတင်လဲအဲ့ဒီကိုရင်လေးလိုဖြစ်နေသလားအဖြစ်အပျက်ကလွန်ခဲ့တဲ့10နှစ်ကပြီးသွားပြီအဲ့ဒီလူကတင့်ဘွားတဲကထွက်သွားပြီဒါပေမဲ့တင်ကတော့တင့်စိတ်ထဲမှာအဲ့ဒီအဖြစ်အပျက်ကြီးကိုအဲ့ဒီလူကိုအခုထိပွဲ့ချီလာတော့ထမ်းပိုးတာတော့ပဲလားဒါဟာတင့်ကိုပင်ပန်းစေပါတယ်ရန်ညိုးဖွဲ့ခြင်းနဲ့ဓမ္မပဒတချို့ကပြောကြတယ်သူလောက်ခဲ့တာခွင့်မလွတ်နိုင်ဘူးတဲ့မှန်ပါတယ်တချို့ကိစ္စတွေကခွင့်လွတ်ဖို့ခက်ခဲပါတယ်စဉ်းစားကြည့်ပါမိတ်ဆွေတင့်ကိုနာကျင်စေခဲ့တဲ့သူကအခုချိန်မှာသူ့အိမ်မှာသူအေးအေးဆေးဆေးအိပ်ပျော်နေလောက်ပြီတငယ်ချင်းတွေနဲ့ပျော်ပါနေလောက်ပြီတင်ကတော့ဒီညင်တန်းကောင်မှာဒေါသတွေထွက်ငိုကြွေးပြီးကိုနှိမ့်ဆက်နေတယ်သူကတင့်ကိုတစ်ချက်ပဲရိုက်ခဲ့တာဖြစ်နိုင်တယ်ဒါပေမဲ့တင်ကအဲ့ဒီအကြောင်းကိုအကျဉ်းတရာပြန်တွေးပြီးကိုအကျဉ်းတရာပြန်ရိုက်နှက်နေတယ်လို့ဖြစ်မနေဘူးလားမိခဲကိုကင်ထားတဲ့သူကသူလားကိုလားကိုယ်တိုင်ပဲပူလောင်နေရတာပါဒါကြောင့်လွတ်ချတယ်ဆိုတာသူ့အတွက်မဟုတ်ပါဘူးကိုယ်စိတ်အေးချမ်းမှုအတွက်ကိုလုပ်ရတာပါနောက်ထပ်နဲ့နဲတဲ့အမှန်တရားတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့အနိစ္စပါအရာရာဟာပြောင်းလဲနေပါတယ်လွန်ခဲ့တဲ့10နှစ်ကအမှားလုပ်ခဲ့တဲ့တင်နဲ့အခုတင်ဟာမတူတော့ပါဘူးတင်ဆဲတွေတင်အသွေးတွေတင်အတွေ့အကြုံတွေအကုန်ပြောင်းလဲသွားပါပြီဒါပေမဲ့ကျွန်တော်တို့ကမရှိတော့တဲ့အတိတ်ကငါကိုအခုထိအပြစ်ပေးနေတော့မယ်ငါအဲ့ဒီတုန်းကမမားခဲ့တင်ဘူးဆိုပြီးနောင်တတွေနဲ့နေကြတယ်မြတ်စွာဘုရားကခန္ဓာကိုယ်နဲ့ပတ်သက်ပြီးစဉ်းကျင်ဖို့ဟောထားပါတယ်ငါသည်အိုခြင်းသဘောရှိ၏နာခြင်းသဘောရှိ၏တည်ခြင်းသဘောရှိ၏ငါချစ်ခင်မြတ်နို့သောအရာအလုံးနဲ့ကြွေကွင်းရခြင်းသဘောရှိ၏တဲ့နောက်90နှစ်တရာကြာတဲ့အခါကျွန်တော်တို့အခုခံစားနေရတဲ့ပြဿနာတွေဒေါသတွေဝမ်းနည်းမှုတွေကိုဘယ်သူကမှတ်မိနေတော့မှလဲအားလုံးကတဲတဲကအယုတ်တွေလိုပဲပျက်စီးသွားမှာပါဒီလိုအနိစ္စသဘောကိုမြင်အောင်ကြည့်ရင်ငါတို့စုကိတ်ခါတဲ့အရာတွေကတကယ်တော့အနှစ်သာရမရှိဘူးဆိုတာသဘောပေါက်လာပါလိမ့်မယ်ဒါဆိုလက်တွေဘယ်လိုလွတ်ချမလဲပထမဦးဆုံးလက်ခံလိုက်ပါဖြစ်ခဲ့တဲ့အရာကိုပြင်လို့မရတော့ဘူးဆိုတာလက်ခံလိုက်ပါဒီလိုမဖြစ်သင့်ဘူးလို့ညှင်းဆန်နေမယ့်အစားဒီလိုဖြစ်ခဲ့တယ်အခုငါဘာဆက်လုပ်မလဲလို့တွေးပါဒုတိယရှုမှတ်ပါနာကျင်မှုတွေပေါ်လာရင်အတင်းမောင်းထုတ်ပါနဲ့အော်နာကျင်မှုရောက်လာပြန်ပြီပဲလို့တတိနဲ့ကြည့်လိုက်ပါသူ့သဘောသူဆောင်ပြီးပေါ်လာတယ်ပြီးရင်ပျောက်သွားလိမ့်မယ်ငါအကောင်အထည်မဟုတ်ဘူးလို့ရှုမြင်ပါတတိယကုသိုလ်ယူပါအတိတ်ကအမားတွေအတွက်နောင်တရနိုင်မယ့်အစားအခုပြစ္ဆုတ်ပံမှာကောင်းမှုတစ်ခုခုလုပ်လိုက်ပါမေတ္တာပို့ပါဒါနပြုပါတီလဆောက်တည်ပါအတိတ်ကအမဲဆက်ကိုပြစ္ဆုတ်ပံကရေကြီးနဲ့ဆေးကြောရမှာပါမိတ်ဆွေတင်ဟာအတိတ်ကအကျဉ်းသာမဟုတ်ပါဘူးအနာဂတ်ကသားကောင်လည်းမဟုတ်ပါဘူးတင်ဟာပြစ္ဆုတ်ပံကပဲ့ကိုင်ရှင်ပါလက်ထဲမှာစုပ်ကိုင်ထားတဲ့အရာတွေကိုဖြည်းဖြည်းချင်းဖြေလော့လိုက်ပါလေးလံနေတဲ့ဝန်ထုတ်တွေကိုချလိုက်ပါလွတ်လပ်မှုဆိုတာအဝေးကြီးမှာမဟုတ်ပါဘူးငါဟာလို့တွေ့တာထားတဲ့စိတ်ကိုလွတ်လိုက်တဲ့တခဏမှာပဲငြိမ်းချမ်းမှုကိုတွေ့ရမှာပါဒီဗီဒီယိုလေးကိုနားထောင်ပြီးတဲ့အချိန်မှာတင့်ရင်တဲကအဆိုင်ခဲတစ်ခုခုအရေးပျော်ကျသွားမယ်ဆိုရင်ကျွန်တော်တို့ဓမ္မလိုက်တကဝမ်းမြောက်ဂရုစိုက်မိပါမယ်အားလုံးပဲအသက်ရဲ့အရေးမဲတွေကနေလွတ်မြောက်ပြီးပြစ္ဆုတ်ပံမှာငြိမ်းချမ်းစွာရှင်သန်နိုင်ကြပါစေကျေးဇူးတင်ပါတယ်